CFK Summer Studio ရဲ့ workshop ၄ခုထဲကနှစ်ခုမြောက် workshop ဖြစ်တဲ့ Public Community Out Workshop ကအခုဆိုလို့ရှိရင်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီပါဝင်တဲ့ဒီလူငယ်တွေကလေးတွေနဲ့ data မှာရှိနေတဲ့ပစ္စည်းဆရာတွေနဲ့ဘယ်လိုမျိုးပေါင်းဆက်ပြီးတော့အများပြည်သူအတွက်ဘူးလက်ရတစ်ခုကိုပြုလုပ်ထားလဲဆိုတာဆက်ပြီးတော့သိရှိပေးကြပါအောင်ရှင်အခုဆိုလို့ရှိရင်တော့ကလေးဒါမှမကပင်လေလူကြီးလူငယ်တွေအားလုံးပျော်ရွှင်စွာနဲ့ပါဝင်လို့ရမယ် public art တစ်ခုကိုဖန်တီးခဲ့ပြီးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ recycle materials တွေကို modify လုပ်ပြီးတော့မှအားလုံး draw fun ဖြစ်စေမယ့် space တစ်ခုကိုဖန်တီးပေးထားဖြစ်ပါတယ်အဓိကကတော့ဒီ block တုံးလေးပေါ့နော်ဒီ block တုံးလေးတွေကတော့ Minecraft ဆိုတဲ့ game ကိုအဓိက concept ဖြစ်ပြီးတော့မှဖန်တီးထားတဲ့ block တုံးလေးပဲဖြစ်ပါတယ်ဒါကတော့ Minecraft ဖြစ်ပါတယ်ဒီ Minecraft ကိုကလေးတွေကစဉ်းစားပြီးတော့မှဒီ data ခန့်အမှုပညာရှင်တွေနဲ့ data ခန့်ကလေးတွေကနေပြီးတော့မှဆွဲထားတာဖြစ်ပါတယ်ဒီဆွဲထားတဲ့အထဲမှာဆိုလို့ရှိရင်နာမည်တွေပါတယ်ဒီ Minecraft ထဲကယူထားတဲ့ပုံစံလေးတွေလည်းပါတယ်ဒီ color data မှာရှိတဲ့သင်ရေးသားလူမျိုးစုတွေရဲပုံရဲတောက်ပြီးရှုခင်းတွေပန်းတွေဒီအနဲ့တွေကိုထည့်ပြီးတော့မှဆွဲထားဖြစ်ပါတယ်ဟုတ်ကဲ့ဒီ Minecraft ဒီဟာဆိုလို့ရှိရင်ညီမတို့ပုံကြီးကြီးတွေလည်းပါတယ်ပေါ့နော်ပုံကြီးကြီးတွေလည်းပါလာမလို့ဖက်ဆက်တလို့မျိုးလည်းဆက်ရမှာဖြစ်ပါတယ်နောက်ပြီးတော့မှဒီ Minecraft ဒီထဲမှာ sort တလို့မျိုးပဲဒီလိုမျိုးအိမ်လေးတွေပေါ့နော်အိမ်လေးတွေလည်းအထက်အစစ်စောက်ပြီးတော့မှလုပ်လို့ရပါတယ်ရှင်ဒါရောက်ပါဝင်ကြည့်ရှုလို့ရမယ့်ရက်ကတော့မေလ26ရက်နေ့ကနေ30ရက်နေ့ထိဖြစ်ပြီးတော့စိတ်ဝင်စားရဲ့လူကြီးလူငယ်မြူသူဆိုလာရောက်ကစားလို့ရပါတယ်